အမေရိကန်ဟာရိုမေးနီးယားရဲ့လေတပ်စခန်းမှာတပ်ဆွဲထားတဲ့စစ်သားတွေအပါအဝင်ဥရောပအရှေ့ဘက်နယ်နိမိတ်ဒေသတွေကတပ်ဖွဲ့ဝင်အများအပြားကိုလျှော့ချဖို့စီစဉ်နေတယ်လို့ရိုမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနကဗုဒ္ဓဟူးနေ့မှာထုတ်ပြန်လိုက်ပါတယ်။အမေရိကန်စစ်သား1000နဲ့1200ကြားဟာပြီးခဲ့တဲ့လကတာဝန်ပြီးဆုံးလို့ပြန်သွားခဲ့ပေမယ့်အစားထိုးလာရောက်မှုရှိမှာမဟုတ်ဘူးလို့ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အမေရိကန်ဟာ၎င်းရဲ့နယ်နိမိတ်တွေနဲ့အင်ဒိုပစိဖိတ်ဒေသအပေါ်ပိုမိုအာရုံစိုက်မှာဖြစ်တာကြောင့်ဥရောပမဟာမိတ်တွေအနေနဲ့မိမိတို့နိုင်ငံရဲ့လုံခြုံရေးအတွက်ပိုမိုတာဝန်ယူကြဖို့လိုမယ်လို့သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့ဒုတိယသက်တမ်းတာဝန်ထမ်းဆောင်စဉ်မှာပြောကြားခဲ့ပါတယ်။အမေရိကန်နဲ့ရိုမေးနီးယားဆက်ဆံရေးဟာဆက်လက်ခိုင်မာနေပြီးအမြဲတမ်းမဟာမိတ်တပ်ဖွဲ့တပ်ဆွဲထားမှုဟာအမေရိကန်စစ်သားတွေအပါအဝင်နေတိုးတပ်ဖွဲ့ဝင်3500ဝန်းကျင်ဆက်ရှိနေမယ်လို့မှန်းဆထားကြောင်းရိုမေးနီးယားကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။ဒါဟာကျွန်တော်တို့ရဲ့လိုအပ်ချက်တွေအတွက်လုံလောက်ပါတယ်။ကျွန်တော်တို့ကိုကာကွယ်ပေးဖို့ဒီနေရာမှာပြင်ပစစ်တပ်တွေအားလုံးရှိနေဖို့မျှော်လင့်နေတာဟာလက်တွေ့မကျပါဘူးလို့၎င်းကပြောခဲ့ပါတယ်။ရိုမေးနီးယားဟာဝါရှင်တန်ကနေအဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုကိုရရှိထားကြောင်းလည်းသိရှိရပါတယ်။